အခုလောဆယ်လုပ်နေတဲ့အကြောင်းအရာကိုပြောချင်တယ်ဆိုလို့ဆိုရင်ကြာသူ့ရဲ့ speaking pattern လေးက subject plus verb to be plus verb ing ကိုသုံးတယ်ပေါ့နော် verb to be ဆိုတာဘာကိုပြောလဲဆိုလို့ဆိုရင် am is စာကိုပြောတာပဲဖြစ်ပါတယ်ငါညစာချက်နေရဆိုရင်ကြာတော့ I am ချက်တာကြာ cook အဲ့ကျန် verb ing နေဆိုရင်ကြာ cooking ညစာဆိုရင်ကြာ dinner I am cooking dinner နောက်တစ်ခါအတူပြောကြည့်မယ်နော် I am cooking dinner ပဲဖြစ်ပါတယ်အဲ့ဆိုရင်နောက်ဆုံးဥပမာလေးတစ်ခုကြည့်ကြည့်အောင်နော်ငါတို့ boss နဲ့တထင်းနဲ့ပေါ့နော်စကားပြောနေအဲ့ကျငါတို့ဆိုရင် we ဆိုလို့ဆိုရင်ကြာ are ကိုသုံးတယ်ပေါ့နော် we are စကားပြောရဆိုရင်ပြောရဆိုရင် talk အဲ့မှာ verb ing အနေနဲ့ဆိုရင် talking ဘယ်သူ့ကိုလဲဆိုရင်ငါတို့ရဲ့တထင်းနဲ့အဲ့ကျ to our boss အဲ့ကျ we are talking to our boss နောက်တစ်ခါတော့ပြောကြည့်မယ်နော် we are talking to our boss ပဲဖြစ်ပါတယ်အဲ့ဆိုလို့ဆိုရင်နောက်ထပ် video လေးမှာပြန်လည်တွေ့ကြမယ်နော် bye bye